တနာတစ်ခုခုဖြစ်လာပြီဆိုရင်အကြောင်းအရာကိုပြောပြတဲ့သူကဇက်လိုက်ပဲကိုဘက်ကကြည့်လို့လက်ဖမိုးဖြစ်နေသူဘက်ကကြည့်တော့လဲလက်ဖဝါးပဲလေဟုတ်တယ်မလားဒါပေမဲ့ကျမတို့မှာမျက်လုံးနှစ်ဖက်ပါတာဖြစ်တဲ့အတွက်ပဲဆက်ဆံရေးမဆိုသူဘက်ကိုပဲကြည့်ပေးရတယ်နားနှစ်ဖက်ပါတာဖြစ်တဲ့အတွက်ကိစ္စတစ်ခုကိုဆုံးဖြတ်တော့မယ်ဆိုရင်နှစ်ဖက်စကားကိုမျှနားထောင်ပြီးတော့မှဆုံးဖြတ်ရတယ်ဇက်ကတော့တပေါက်ပဲပါတယ်ဒါကြောင့်စကားကိုဟိုပြောဒီပြောမလုပ်ရဘူးအဲ့လိုလုပ်တဲ့လူတွေကလည်းကိုကိုမလေးစားတဲ့လူတွေပဲအဲ့လိုလုပ်တာအဲ့လိုလူမျိုးတွေကမသိစိတ်မှာကိုအထင်သေးနေပြီးတော့ကိစ္စကြီးကြီးမားမားဆိုလှုပ်ဖို့ယုံကြည်မှုမရှိတော့ဘူးကိုပါလုံနေတဲ့ကိုဘလို့အတွေးမျိုးတွေးနေတယ်ဆိုတာကိုတိုင်အသိဆုံးအသက်ကြီးလို့သာလူကြီးဖြစ်လာတာစဉ်းစားတတ်တဲ့အုံနောက်နဲ့ဆင်ခြင်ုံတရားမူကြိုမှာကြံခဲ့တဲ့သူတွေမှာအများကြီးမှန်တရားဆိုတာဆေးကားကြီးတစ်ခွက်လိုပဲခါပေမဲ့ဆေးဘက်တော့ဝင်တယ်အပြင်ပန်းမှာတော့ချိုပြနေပေမဲ့လူကိုဒုက္ခပေးနေတဲ့တရားလိုလူမျိုးမှာနှစ်သက်တဲ့လူတွေကလည်းရှိတာပဲဒီကိစ္စမဆိုဆင်ခြင်ုံတရားနဲ့ရှေ့နောက်စဉ်းစားတတ်မှလူလို့ခေါ်တယ်မြားထိန်ပေးမှလမ်းကြောင်းတဲ့ပေးမှတဲ့မှတ်နိုင်ရင်တရိတ်ဆန်နဲ့ဗာများกว่าတော့မှာလဲဘသူမှဂယူမဆိုင်ဘူးငါမြင်းငါဆိုင်စကားရောက်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကတော့ထမင်းစားနေတဲ့လူဘိန်းကြီးဖြစ်နေဦးမှာပဲအောက်တန်းကြဖို့အတွက်ကတော့ဘာတင်တန်းမှတက်စရာမလိုဘူးတဲ့ကြားဘူးတယ်မလားအားမစ조사ပဲနဲ့